တစ်ထည့်ရရောင်းကုန်မှလိုပဲလေဒီမှာယောဂတစ်ခုဖွင့်ချင်တယ်ပြီးတော့သမီးလေးအတွက်လည်းပမွန်ကျင်တင်ပါကြကြမောဆောင်ပေးလာတော့သူကတော့စိတ်ကြောင်းဖြစ်နေတာဒီမြေကြီးတွေရဲ့အောက်မှာမြောက်ရည်စီကြောင်းဆိုတာရှိတယ်ဝေရဒီဆိုရင်အဲ့ဒီချင်းတွေကခန်းချောက်ပြီးတော့ကျုပ်မြေကြီးအောက်လေးမှာကျုပ်နေဖြစ်သွားတယ်အခုနဲ့ဘုရားသွားနေအဲ့တွင်းနဲ့ကြာသွားတာအဲ့တော့ဘုရားကားတွေသွားလို့အဆင်ပြေတယ်သူကဆိုင်းချက်တော့ဒီအကြောင်းကိုဘယ်လိုလုပ်ခဲ့လဲဒီတလားကလည်းငါမှပဲပြီးတာကိုတော့ဆရာလေးအဲ့လိုဆရာဆိုနေတော့မသိတော့လားအားကြောင့်လည်းဆိုတော့အဲ့ဒီဓာတ်ပုံဆရာမြန်မာနိုင်ငံအကောင်းဆုံးသတင်းစာအတိုင်းရဲ့ဓာတ်ပုံရေးပြန်ချုပ်ဖြစ်တယ်လို့ငါမှတော့ဆိုင်ကြားလားတီရီဘာလဲကဲလားဆော့လိုက်ရလိုက်တော့ပြတ်မယ်တမီးကစားရမှာမဟုတ်မိမိနဲ့အရေးကြီးကိစ္စမျိုးဟုတ်ကဲ့ရှောက်ပြောလားပြင်သားစို့ဘယ်တိုင်းမလို့လဲလူဆိုတာသူ့အတိုင်းနိုင်တဲ့သူပဲကောင်းနေတယ်ပြီးတော့သူနဲ့ကလည်းဘယ်သူမှအတူမထိုင်နေကြဘူးတခြားကျောင်းသားမိဘတွေကလည်းတီရီကလေးကသူ့ကလေးကိုအနာတရားလုပ်တယ်ဆိုပြီးကျမတို့လာတိုင်းရတယ်တီရီလေးကသူ့ဖေကလိုပြီးတခြားဘယ်သူမှအဆင်မပြေဘူးဆိုတာလည်းကျွန်မသိပါတယ်ဒါပေမဲ့သူကပုံမှန်မိန်းကလေးတစ်ယောက်ပါဆရာမထင်တယ်လို့အော်တစင်ဖြစ်နေရတယ်မဟုတ်ပါဘူးကိုသားသမီးကိုမထိမ့်သိမ့်နိုင်ဘူးဆိုလို့ရှိရင်မိခင်ကောင်းတစ်ယောက်ဆိုတာဖြစ်လာမှာမဟုတ်ဘူးရှေ့အနေနဲ့တီရီလို့ကြက်ကြက်မမနဲ့ကင်တွယ်တိတ်တယ်လို့ကျမတို့ထင်တယ်မေလူတယောက်နဲ့မတူဘူးလားတကယ်တည်ပြီလို့ထင်ခဲ့တာတကယ်တည်သွားတယ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်မင်းမသိပါဘူးမင်းကိုဖះသိမှမသိဘာလို့ဆိုတော့မင်းကိုကိုပိုင်နေတဲမြတ်မင်းမပိုင်ပြီးတော့ဖះကိုတို့ရမ်းချစ်စရာကောင်းတဲ့တမီးလေးတရားလို့ဆောင်ပေးထားတီရီလေးမှာအော်တီဇမ်ရှိရတယ်စာဆက်တင်လို့မဖြစ်နိုင်တော့ဘူးလေကိုအထက်မရှိတာကွာဆီယမတွေဖြစ်ပြီးတော့ဘာဖြစ်လို့အိုက်စကားပြောတာတမီးဟာပြီးစကားကိုနားမထောင်ပြီးတော့အမြဲတစိမ့်တယောက်လို့ဆက်ဆက်နေမိလေးကြီးလို့ပုံစံမျိုးနဲ့မိခင်ကောင်းတယောက်ဖြစ်အောင်နေရမယ်မင်းမသိတော့ဘူးရဲ့မင်းရင်ပြမနေပြီကိုဆီယမရရှိမပြောကလာခဲ့ရတယ်သူမဟုတ်တာဒါနဲ့ဆိုရင်မင်းကိုကြောက်ပြောင်းတာတော့ရှိပြီမင်းဘာမှစထားမလဲမင်းမသိတော့ကိုတို့တခြားနေနဲ့ရှောင်ကြတော့မြည်နော်
ကျိုးစုပါကွာ မိမိရဲ့အေးအကျေပဲလိုက်ကြမယ်နော် ဟေးတမီးဖေးနေဦးနေဆောင်းမအေးမဖြစ်နဲ့လေချော်လဲမယ်တေးဒီမှာမေတမီးတခြားလုံးကျွေးမလာယူလာပါလာပါ မေလွတ်ထားလိုက်ဘာတော့စော့ပါ ရပါတယ်အိမ်ထဲမှာပြည့်လို့ရတယ်မပြတ်စီဒီကနေ့ဒီကြီးက ဖေဖေဒီမှာလေးပြန်ရင်အများကြီးပဲတမီးကိုလာကုန်ထားပေးပါလား လာပြီဖေဖေလာပြီမိကိုဖေဖေတက်ပေါ်ရိုက်ပြီမယ်နော်ရိုက်ပြီပြုံးပါ ဒီကနေ့ဒီကြီးကတက်တန်းကနှစ်ပေါင်း100ကျော်ပါ English Colonial Architecture Design နဲ့ဒီလိုပူပြင်းတဲ့ဒေတာအတွက်တိတိကျကျကိုစောက်တယ်ဒါကဘာမှတတ်မှာမလားဟုတ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်နေလိုက်ထားတယ် တော်မိုက်တာဒီပုံကြီးကထပ်ပြီးလို့မရဘူးကဘာမှတပုံမရှိဘူးပြသူတို့မျိုးလုံးလေးပြချချင်တော်တော်အသက်ဝင်တာ ငါကြောက်လို့ဒီလိုတခြားသိနေထားတာ
တော့မမာတယ်မတော့မမာတယ်ဟာနေရပဲသူလဲငါနာမည်အတီးရလေငါမှတငယ်ချင်းမရှိဘူးငါလည်းတငယ်ချင်းတော့မလားနေဒီနော်ဘယ်လိုလုပ်ဝင်လာလဲငါတို့ကအိမ်ဆောင်နေလေငါတို့ကစား ဒီဓာတ်ပုံတွေကအရင်ကရှိတယ် မှန်ပါဗျာ ဒါဆိုဒီဓာတ်ပုံတွေတခါဒီတိုင်းမှတ်ထားမှာလား တင်ပါဗျာဒီတပ်ပုံတွေကဒီရဲ့အမှတ်တရပစ္စည်းဖြစ်တဲ့အတွက်ဒီတိုင်းမှထားကြမှာဗျာ ခိုင်းတော့လည်းမသက်ဆိုင်တော့ဘူး မှန်ပါတယ်ဗျာဒီတပ်ပုံတွေကအလွန်လက်ရမြောက်တဲ့အနုပညာဖြစ်ပါတယ်ဗျာဒီပုံတွေကလူတွေမရှိကြတော့ဘူးပဲဓာတ်ပုံထဲမှာတကယ်အသက်ရှိသူလို့ခံစားရပါတယ်ဗျာ ပြစ္ဆုတ်ပံမှာပဲအသက်ရှင်နေထိုင်နေတယ်အတိတ်ကိုဤတော်မနေတဲ့နော် သမီးလေးစင်ပြေလား မမတမီးအိမ်မမနေရလားယင် မဟုတ်ပါဘူးသမီးရဲ့သမီးကနိုးနေပြီလေအာသမီးကအိမ်မဆော့ရင်မက်နေရတဲ့တူရဲ့ဟာမမဖြစ်ဘူးနော်သမီးရှိတယ်ကိုသိလားမင်းလေးမိခင်ကောင်းမဖြစ်မှအရန်ကြောက်တာပဲတီရီလေးရဲ့ဆီယမပြောခဲ့တယ်လို့ပဲခါတလေကြရင်ကျန်းကျန်းတန်းတန်းခိုင်တွေ့ရမယ်ဆိုတာကိုလေမေရဲ့အမေလိုမျိုးမဖြစ်ချင်ဘူးကိုရဲ့အမေကမေကိုလူလောကရဲခေါ်ခဲ့လို့မေသူ့ကိုကျေးဇူးတင်ပါတယ်အရန်လက်ချက်တယ်ဒါပေမဲ့သူ့လိုစီကန်းတင်းကျပ်တဲ့အမေမျိုးတော့မေမဖြစ်ချင်ဘူးကိုလိန်မာရဲ့သမီးတယောက်ဖြစ်ကြီးပြင်းလာဖို့ဘလောက်ခက်ခဲတယ်ဆိုတာလဲမိနားလဲပါတယ်ကိုမီရိုဒီအိမ်ကိုခိုးခဲ့တဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်ကိုရဲ့ ကိုမေကိုရမ်းချစ်တယ် မေလည်းကိုကိုရဲ့ချစ်တယ် မ
သမီးရေထားတော့သမီးမနှက်စာစားဖို့အချိန်ရောက်ပြီလေသမီးတီရီသမီးတီရီသမီးကိုရေသမီးလေးကိုနှိုးလို့လည်း ထားလိုက်ပါဒီညကောင်းကောင်းအိမ်မပြောလို့နေမှာပေါ့ နေတော့နှိုးနေတာကြာပြီနှိုးလည်းမလာဘူး ဖေးလိုက်ပါလေပြီးတော့မှကိုသွားနှိုးကြတော့ သမီးတီတီထားတော့နေ့ကစားဖို့ချိန်ကြတယ်ဒီသမီး သမီးဖျားနေရလားသမီးရေဟမ်သမီးနေမကောင်းလား ကောင်းစအောင်တော့မှတင် ဟုတ်တယ်သမီးလေးကျမအခုခဏဖုန်းဆက်ပြီးတော့လက်ချက်မပြောချင်ပါဘူးဒါပေမဲ့သမီးလေးကတနေ့လုံးအိတ်နေတာအခုချိန်ကြီးလုံးလို့ပြရသေးတယ်ကိုအောင်သူရလည်းမျိုးထဲမှာသမီးလေးတက်စီအောင်တော့ရှာနေအခုချိန်ကြီးပြေအောင်မလုပ်သေးဘူးဆရာအဖျားတော့မရှိဘူးဆရာစားလည်းမသူ့ခေါ်လို့ပဲမရတာ ဖျားမရှိဘူးဆိုရင်လည်းရင်မကြည့်ပါဘူး။ညဘက်မပြောဘဲနေပဲအိမ်ပြောတာပဲ ဆရာဘာမပြောရဘူးဆိုတော့သမီးလေးတွေအောင်တော့ဖြစ်ပါတကူကူဖြစ်ပြီးတော့လေဒီပါတွေများဖြစ်နေတာများလားယင် ။မဖြစ်နိုင်တာကြီးမပြောစမ်းပါနဲ့မင်း။ကျွန်တော်ဆရာဝန်တယောက်ကဒီလိုရွယ်ကလေးမှာဘလုံးမလေးမဖြတ်နိုင်ဘူး။သူတို့ရွယ်ဒီမှာဘလုံးမလေးမဖြတ်နိုင်ဘူး။မဖြစ်နိုင်တာကြီးမပြောစမ်းပါနဲ့မင်း သမီးလေးလုံးလိုက်ပြီလား သမီးဖတ်ရမ်းစာနေလို့တခုကြွေးပါလား မမေလေးသမီးကိုစိတ်ပူနေတာဆရာ ဟုတ်ကဲ့ပြောပါ ဒီမှာသမီးလေးအခုပဲနှိုးလာတယ်ကျွန်မနောက်နေ့မှပြန်ဆက်လိုက်မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ။ဟုတ်ကဲ့ကျေးဇူးပါ အဆင်ပြေရလားသမီးသမီးလေးရဲ့အဲ့လောက်တောင်ဖိုက်စားနေရလား ဟုတ်တယ်မမေရမ်းစာရကောင်းပါပဲ နည်းနည်းချင်းစားနော်နင်ကုန်ပါဆိုလို့နော်သမီးဝတ်ထားတဲ့အင်ကြီးကဘယ်ရရရလဲ
လေးအဲ့တော့မလုံးမိတ် ကိုနိုးလာပြီ ဘယ်ချိန်ရှိပြီလဲမေ 9 နိုင်ခွဲပြီကို သမီးလေးနဲ့တညာလုံးစောနေရလား ကိုဘီလီဒီအိမ်ကိုချစ်တယ် ကိုလည်းချစ်ပါတယ် သမီးလေးသမီးတီရီ သမီးနေကောင်းပါ့လားဖေဖေစီလာပါဦးသမီးရဲ့သမီးကမနက်ကအိတ်နေတော့ဖေဖေကသမီးကိုကောင်းကောင်းမတွေ့လိုက်ဘူးသမီးလေးတော့ မဟုတ်ဘူးတမီးကစားနေရ သမီးကဘာဖြစ်လို့အယုံညက်ပက်ကျင်စုံနေရလဲမိမိရောသမီးရုပ်ဝင်ပါလေ မိမိကတမီးရှင်ထပ်ပြီးသွားပြီဖေဖေရဲ့ ဟုတ်ပါပြီနောက်တစ်ခါထွက်မပြေးခိုင်းတော့ဘူးနော်သမီးသမီးသူ့နာမည်ကဘယ်လိုခေါ်လဲ မမေ ရှင် တမီးကပုံမြင်လို့ရပါလား ပြပြမှာပေါ့ तू ကညစ်ပတ်နေသူ့ရေရင်ချိုးပေးလိုက်အောင်နော်
ဖြစ်လို့လဲ 你家来了。 ဘာလို့လဲ အဖေတမီးတယောက်တည်းမအိပ်ချင်ဘူး ဘာပြောလို့လဲသမီး သမီးကအိမ်မဆုံးမနေရနဲ့တူတယ်သမီးလာဘာမှဖြစ်ဘူးမကြောက်နဲ့နော်သမီးတို့နဲ့လိုက်လာဘာမှဖြစ် ကိုဘယ်တော့ထိချင်နေလို့မိကလေးပြပြထားပြပါနေလာ10နှစ်လောက်ဆိုတော့တယောက်တည်းတော့တော့ရောက်နေတာ။ညဒီပုံလေးကောယူထား။ဒီချက်တော့ကောင်းတယ်။ဟောဒီပုံလေးမကြိုက် ဟာဒီဘောကတော့တကယ်ရှားပါဘူး ဘူး။ဟုတ်တယ်လား ဒီဘောအကောင်းဆုံးပဲတကယ်တကယ်အမေတို့တော့မရှိဘူးအခုငါနေနေတဲ့အိမ်ကြောင်မင်းတီးသလားမအောင်ပြောပြလို့ ဒီနားလူတွေပြောတော့အဲ့ဒီအမျိုးတက်ဖို့ဆရာတယောက်ပိုင်တော့ပေါ့တနာစရာကောင်းတယ်ပြောပြီးတာမီတော့မရှိဘူးဒါပေမဲ့ခလေးတော့ချင်ပုံရတယ်ကွာခလေးတွေမွေးစားထားတယ် သူ့မှာဆွေမျိုးတွေရှိတာ တေးချတော့မသိဘူး1960အရေးခင်းပြီးနောက်ပိုင်းเนี่ยသူကြောက်တော့ပြန်ပေါ်မလာတော့ဘူးကွာ ဟိုအဲ့ဒီအိမ်မှာနေခဲ့တဲ့လူတွေအခုချိန်ဒီတက်ရှိထိုင်ချာရှိနေသေးလားပုံလားဆိုလိုတာကဟိုသူမွေးစားခဲ့တဲ့ကလေးတွေပြောတာ ရှိတယ်မင်းတို့စမှုတည်တယ် ဘယ်သူလဲ မင်းတို့အိမ်တက်တဲ့ဘလို့ဆရာတော်နဲ့နေရတယ်ကွာ ဆရာတော် အေးဆရာတော်နဲ့နေရတယ်ဆိုရ ကြည့်ပါလေဟုတ်တယ်ဆရာတော်ဦးနန္ဒီရနဲ့တွေ့ကြလို့ပါ ဆရာတော်မရှိဘူးတခါကြီးအကိစ္စရှိလို့လေ တပြည့်တော့အခုနေတဲ့အိမ်ကျောင်းကိုဆရာတော်မေးကြည့်လို့ပါဆရာတော်ငယ်စဉ်ကအဲ့ဒီအိမ်မှာနေခဲ့ဘူးလေကြားလို့ စိတ်မကောင်းပါဘူးတခါကြီးဆရာတော်ပြန်လာတော့ဘူးလား ဟာဟိုဆရာတော်နဲ့ပြီးခဲ့တဲ့တပတ်တင်လာနေရမှာတပြည့်တော်နဲ့ဆုံခဲ့ကြတယ်တပတ်ပဲရှိသေးတယ် ဟုတ်တယ်တခါကြီးဆရာတော်အင်္ဂါလေးရပဲပြန်လာတော့ဘူးလား ကြားရဆရာမကောင်းတော့ဘူးကို ဆရာတော်မှာငငချင်းတယောက်တော့ရှိတယ်မိကြည့်ရင်တော့တိမှတ်တယ် သူနဲ့တွေ့လို့ရလား ဒီမှာမျိုးလေး
ဒီဒီဒါပေမဲ့သမီးနဲ့တူဆောက်ရလား ရတယ်ဖေဖေ ရွှေစုံညွန့်ဘာကိုလို့ဝယ်ပါလဲသမီးသမီးကရွှေစုံညိုကြီးလို့တိုင်းစုံလာလားကဲအဲ့ဒါဆိုရင်သမီးကရွှေစုံညိုကြီးလို့ဟေးမထွေးလေးကိုဖေဖေကိုပေးရွှေစုံညိုလို့ပြီးတော့မထွေးလို့လိုက်ခံတယ်စားမလားရွှေစုံညိုဘာလို့ဝဲပါတယ် မထွေးလို့ဝယ်ပါတယ် မထွေးမပါတူကြီးသား ပါပါလေကနောက်ကထ မထွေးအသားခါလာတယ် ချောင်းငယ်နဲ့စီးပါမယ် ချောင်းငယ်ကြီးနေမှာခန့် မြင့်ငယ်နဲ့စီးပါမယ် မြင့်ငယ်ကြီးနေမှာခန့် ပင်လေနဲ့စီးပါမယ်ပင်လေပင်မကမထွေးပြပါ မိပါပြီ ဒီကရ ရွှေစုံညိုလို့ ဘာကိုလို့ဝယ်ပါလဲ မထွေးလို့ဝဲပါတယ်ချောင်းငယ်ကြီးနဲ့စီပါမယ်မြင့်ငယ်ကြီးနဲ့စီပါမယ်ဒီလိုရင်းနဲ့စီပါမယ်ကလေးတွေဒီနားမှာဦးချုံစောအိမ်ကဘယ်နားမှာခုနားမှာကျေးဇူးပါနော်ကျေးဇူးပြုပြီးတော့ကျွန်တော်အဲ့ဒီအိမ်ကြောင်လေးရှင်းပြပြီးလို့ရမှာ
အကြောင်းနဲ့ပတ်သက်လို့ဘာမှမသိဘူး ကိုလေးကဦးထွန်းမြနဲ့ညီကိုတော်တာမဟုတ်ဘူးလား ထုံးရနဲ့ညီကိုတော့ဟုတ်တယ်ဒါနဲ့တွေးသားမတော်သူလည်းငင်းငင်းချမ်းချမ်းနဲ့ငင်းငင်းနဲ့ဘဝကိုရောက်သွားပြီသူ့ကိုခွင့်ပြုလိုက်ပါအေးစီဦးလည်းဖျားချဖို့အချိန်ရောက်လို့ခွင့်ပြုအောင် ဟောခဏလေးပါဦးလေဟိုကျွန်တော်မေးစရာလေးကြံနေသေးလို့ပါဟိုကျွန်တော်တို့မိသားစုကအဲ့ဒီအိမ်ကြီးကိုပြောင်းပြီးတော့မှပဲကျွန်တော်မိဘနဲ့ကလေးကအရင်နဲ့မတူတော့မှလည်းပြောင်းလဲတော့လို့ပါ ဘယ်လိုပြောင်းလဲတာ ဟိုသူတို့ကလေးဘက်ဆိုအိမ်ပြီးညဘက်ကျမှနိုးလာလို့ပါ အဲ့ဒါမှမသိ အဲ့ဒီအိမ်မှာနေခဲ့တဲ့ကလေးတွေအခုချိန်မှာတက်ရှိထင်ရှားရှိနေသေးလားဟိုသူတို့ကျွန်တော်ဘယ်လိုရှာလို့တွေ့နေလဲ 你也没人家家务的， မကြောက်ဘူး 没人说了，都做不到。如果我们在酒酒高酒瓶上上， ဟုတ်လေဒီပုံတွေကကလေးတွေကျွန်တော်ဗမာတွေ့လို့ရနိုင်မယ် 可怜的呀，俺们对面多家的，哎天啊，可怜的呀个，我那的呀是谁家的嘞？谁家的嘞？别人不管你，没啦啦，现在家谁不搞你？ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလိုရှင်းပြပေးတာကျွန်တော်ခွင့်ပြုပါ 哟，他有多，一些人嘛都家了嘞。 ကိုဒီနေ့လည်းအိမ်ပြန်လောက်ကြတယ်နော်ကိုနေကောင်းရလားပြန်မနေရလား ကောင်းပါတယ်မင်း ကိုဘာစားပြန်ပြီလဲ ကိုစားဖို့တော့မေး ပေးကိုစားဖို့တစ်ခုတော့ပြင်လာအောင်မနော် မေးသမီးတို့ကြည့်ရတမျိုးကြီးပဲနော် ကိုဘာကိုဆိုလို့ရလဲတမီးလည်းပုံမှန်ပါပဲကိုရဲ့ သမီးတွေကရင်တော့အယုံညစ်ပတ်နေတယ်ဆော့တတ်တာမဟုတ်ပြီးတော့သူ့ရဲ့ပြုမှုတွေအယောင်ပြောင်းလဲနေတယ် အဲ့ဒါကောင်းတာမဟုတ်ဘူးလားကိုမင်းရတော့လေတမီးလေးရဲ့အခုလိုအချိန်လေးကိုရမ်းသဘောကျတယ်မိတီအိမ်ကြီးကိုမရောက်ခင်အချိန်ထိကိုကိုမိခင်တယောက်လိုမခံစားမိဘူးကို ဟုတ်တယ်သမီးလေးပြုမှုပြောင်းလာတာကောင်းပါတယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာကိုသမီးတီးတီမဟုတ်ဘူးလို့ပဲကိုခံစားနေရ ရှိရရွာကြီးပြောနေရလေတမီးလေးကမေတို့တမီးမဟုတ်တော့မျိုးသမီးဖြစ်ရမှာလေကိုရဲ့ လေကိုတီပြောနေတာကိုသမီးလေးကိုနားမလည်တော့ မင်းကတော့တမီးလေးကိုပြေဝနားလဲတဲ့ကိုတမီးလေးကအရန်ကိုအစီပြေနေတာအရန်ကိုလိမ်မာနေတာကိုကတာလေအိမ်ပြန်နောက်ကြပြီးဘာမှမသိဘူးတကယ်တမ်းပြောင်းလဲနေတာကို 妹妹，咱们有公民就要把啦。 ပြောပြမှာပေါ့တမီးနော်တမီးခင်မပါမယ်နော်တမီးနော်သူရဲ့ချစ်သူကောင်မလေးရှင်မွေးလုံးလေးကအဲ့ကြောင်ကြားရေဝဲနာကြပြီးတည်သွားရောတဲ့။အောင်မြင်လေးရတော့ဒါပါပဲရှင် 妹妹，咱们要说啦耶。 ။ဟမ်တမီးကဘာလို့လို့မရလဲ 皮皮啊，咱们那么说情。 ။အော်တမီးဖေဖေကလေအရင်ကပြင်ပန်းနေတာ။တမီးတို့ဒီအိမ်ကိုပြောင်းလာဖို့အတွက်တော့သူ့အလုပ်ကိုပြောင်းပစ်ခဲ့ရတာတမီးရဲ့ဖေဖေကမမေတို့တွေအတွက်စူးစမ်းနေတာလေ။တမီးဖေဖေကိုနားလေပြလိုက်နော် 妹妹，咱们有吃啦耶。 ချစ်တာပေါ့တမီးကမမေချစ်ဆုံးလေးမမေတဲနမလေးဒီ
明哥晒菜去了。在哪里晒菜去了？对了，你不留着我的呢？这不也知道不？我不要的，你没记得不？是要调回来，都得没拿不？我不要的不是要不要？我也得不要别的。我嘞，这边我们这边不是对哈，这边啊，英国方面的面是要的，你们多大点差？你们呀，谁不对啦？俺家都要看脸了。你不？哎，可以。哎，这个你有，这下伢们都在跟你比嘞没？爸爸都二六年了，俺们没有哈。ဖေဖေပြောရတော့ပေါ်ကားတစ်ပုံထွက်ဖို့အတွက်ဒီနည်းနဲ့အကောင်းဆုံးပဲတဲ့တကယ်ပေါ်ကားပြီဆိုအဲ့ဒီမှာဝိညာဉ်တွေပါဖမ်းနိုင်တယ်တဲ့ ကလေးလာရှောက်ပြန်တယ်ဒီလားဟဲ့ရဆိုးရပဲတို့တော့ပြစ်ပြီးမှရတော့ကျွန်တော်ပြောဖို့ပြောချင်တော့ဒီလားကလေးကကျွန်တော်ကောင်းလိုက်တာဘာဖြစ်လို့လဲသမီး ဟောတမီးလေးအိမ်မဆိုရင်မနေရနဲ့တူတယ်လာမင်းတို့လည်းလိုက်တော့နော်ဟာဒီစပူချက်တော့ကွာဟာဒီဘယ်နော်
ကြာလားတော့ရေးတော့မယ်နော်ညီညီလေးနေညီညီလေးနေလို့ညီညီလေးနေသမီးလေးသမီးထားတော့လေသမီးထားတော့သမီး ဘာလို့နေလဲ ဒီချက်သူတို့သိပြီ ပြေးလိုက်ပါကောတမလုံးကစားတာအိတ်ချင်နေမှာပေါ့ သူတော့မပြန်လို့ရတယ်ဒါပေမဲ့သူတို့ကတော့သမီးလောက်ပါကိုရဲ့ကိုကဖြစ်နေတယ်သူယူတော့နေတာ မင်းစိတ်ပေါ်မှာဟုတ်တယ်လားဟမ်ဒါမှမဟုတ်ဘူးမေသူမကြောက်ညဘက်ကျမှနိုးတာဟမ် ဒီနေ့တမလုံးကစားတာပြင်မနေမှာပေါ့ခလေးရ မင်းကြောက်တော့ဘာလို့နိုးတာဟမ် မင်းကလူကြီးလေခလေးရအချင်းပို့လို့အတူတူပေါ့ ဘယ်ကလေးဆိုရတယ်နိုးလာမေသမီးတို့ရချစ်ဆိုကိုခိုင်ခိုင်ချစ်တာဒါပေမဲ့အခုကမဟုတ်သေးဘူးလေဘယ်သမီးလေးတို့ဖြစ်တယ်ဘလို့ဟမ်ဘာလို့မစောသမီးလေးမှာယောဂကိုရှိနေရဆိုကိုတို့တဲ့လိုအပ်တယ်မေဘယ်သမီးတို့ပြောကြည့်ပါဦးမေအနေဆိုတော့မျက်လုံးတော့ဖွင့်တယ်နားတော့ဒီလိုလိုလာကြော်ပါပြီပြောကြည့်ပါ တမီးလေးတမီးတော့မျိုးလုံးဖွင့်ကြည့်ပါဦးတမီးရဲ့တမီးမျိုးလုံးမှာဖွင့်ကြည့်ပါဦးမီးရထောက်ပါဦးတမီးရဲ့မမေရဲ့စိတ်ပူနေပြီတမီးကိုလူပါဘာလို့ထည့်လိုက်လဲကိုဘာလို့ထည့်လိုက်တာလဲမျက်လုံးထဲကိုဟာ ပြီးရရှင်
ဖေတို့ဘာဆက်လုပ်ကြမလဲကိုမလုပ်ရမလဲဖေတို့ဘာဆက်လုပ်ကြမလဲရှင်မကတော့လောက်ပြီးလုပ်ရရတာလေတမီးတို့ကတကယ်လည်းမကြောက်လို့ပါလေ ကိုတို့ဘာမှတောင်းမလို့တာမန်လူတွေဒီပေးတော့ခဲ့ဦးတယ်ဒီလိုဖြစ်တယ်တော့ရှိ တာမန်လို့လုပ်ရတယ်ကျမမျက်စိထဲမှာတော့တမီးလေးကလောတာပဲလို့ပဲ ဟုတ်တော့ဘယ်လိုတာမန်လေးတယောက်ကဒီဘက်မှာရမကြမှာထိုးတာပါဟမ်ပြီးတော့ဦးရင်တော့တစ်ချိန်တော့ပေါ်ဆိုပြီးတော့ဒီဘက်ကနေတော့ဆိုတာကိုတော့ပြီးဖို့ ရှင်မပြောနေရတယ်ရှင်မပြောနေရတယ်ကျမလည်းသမီးလေးမရပါလေကိုကားထဲမတော့ခင်ချိန်ဒီသမီးလေးဒီနောက်မှာရှိနေတာသမီးရေတေးတေး
မင်းဘသူလဲလို့ငါမေးနေတယ်မင်းဘသူလဲဟမ် မမေ နင်ဘာတူလဲ သမီးနဲ့မတည်တာပါ နင်ဘာလို့ချင်တာလဲ မမေတို့ကလူများနဲ့အမေကြီးလိုချင်လို့ပါ နင်မရပါမလဲ သမီးမဖေဖေပဲရှိတယ်ခုတော့မရှိတော့သမီးကမွေးသားမင်းနဲ့နေရတယ်ဒါပေမဲ့သမီးသူ့ကိုကြောက်တယ်သူကအရင်ရက်ဆက်တယ်သမီးဒီခန္ဓာကိုယ်ထဲမှာနေမှာသူသမီးကိုရှာလို့မတွေ့ပါ တီရီဘာမလဲတီရီဘာမလဲပြောပြပါ သူခုဒီမှာမရှိဘူးသမီးသူ့ရှာသေးတယ် 你都把路来了，我们累呢，马上表。 အမေကိုပြောပြနေရပါသမီးသူနဲ့ကစားနေတာအဲ့လိုပြတာမမေသမီးမသိဘူးသမီးဖေဖေတို့အမေတို့ညကတော့တကယ်ချစ်တာပါ 你俺路这个车是把路累了，嗯？有你俺路都没么好过，俺累呢路，哦，俺都自己干的，我好应该没有干嘛，我怎么干嘛呢？嗯？ သမီးမသိဘူးသမီးတို့ရှာလို့မတွေ့ဘူး 你累你的， မဟုတ်ဘူးသမီးမလိုက်ပါဘူး 没俺路累了，俺累了，俺累了。你都走吧，都走吧。 တီရီလားဘာတူလာလဲတီရီလာလား သမီးလာနေပြီသမီးတို့အားလုံးအိမ်ပြန်လာတာသူကမြင်နေတယ်သမီးတို့ကပြည့်စုံလို့မရဘူး အားလုံးစားပြီးသူလေ ကျော်စော 都。啊！
ခမရမေခမရကိုတွေ့ချင်တယ်ဦးကျော်စော အော်လူမမရှိကြဘူးဆိုတော့ငါအလှည့်ပေါ့ ကျွန်တော်သမီးကိုကျွန်တော်ပြန်ခေါ်ချင်တယ်ကျွန်တော်ကူညီပေးပါ အမေကမဖြစ်နိုင်တဲ့ဘဝကိုအမြဲတမ်းဖြစ်ချင်တဲ့တရား နင်းသမီးကမတည်သေးဘူးဒါပေမဲ့ဝိညာဉ်ဖြစ်နေတာ ဆိုကျမတို့တမီးလေးကိုဘယ်လိုပြန်ခေါ်ရမလဲဆရာ နင်တို့ခေါ်လို့မရဘူးအမေရောအခုကြီးတောင်းရမယ်ဒီယူမရောက်တာ50ကျော်ပြီကျွန်တော်ဘောကမှာမေးလို့မရတဲ့အဖြစ်ပြက်အများကြီးရှိခဲ့တယ်ဒီလိုပေါ့ဖေရတိတ်ကိုကျင်နာရတာကျွန်တော်တို့ဒီနားသူကျိုးမွေးဆောက်ရှောက်ရှောက်ဒီရတာရတဲ့မိသားစုတွေဖြစ်အောင်ဖန်တီးပေးခဲ့我让我这帮小弟ကျွန်တော်တို့တို့အတွက်တိတ်ကိုပုံရွားတယ် ဒါမှမဟုတ်ဘူးမင်းအောင်ဆိုတော့ဘောလုံးကိုကျင်းတယ် တကယ်ပြောဆိုရအောင်လည်းမိသားစုလို့ထင်ရပါမယ်တခုခုမှားနေကြတယ်ပြေညညာဆိုပြန်ဒီလိုမျိုးအမြဲတမ်းတူရအောင်ခေါ်ပါတယ် တော့ခွေးစားရပြီ တော့ရမ်းလိုက်ပါခင်ဗျားတို့တော့ 喂，但你要帮我来吗？ ထိုင်းလာတယ်တော့ပြီးပါ 哎，看啊，不然我比娘娘来来来，因为你，我看到嘛，他拿着本没心里比，哎，这本书虽然你比呢，但不没在他皮的。他拿本我是帮的护剪了，帮的护剪了，哎，不要，哎，这本给娘帮，先说让你来。 တာကဘာမှတစ်ခုတည်းတော့ရမယ်သူကြီး 哇，我也在那点呢。这农务部说的城里的地价是可能，让我们你像高面这本的，他们看到。အဲ့ဒီကစီးကြောင့်ပြည့်ချောင်းပြည့်စုံသွားပြီကိုအတိုင်းပြန်မဖြစ်တော့အဲ့ဒီညမှာတီတော်တယောက်ကဆိုးသွားတယ် ချစ်ပြစီအောင်ကြာတော့ကြာမြောက်လေဟဲ့ကောင်း
ထိန်ဘွားနေပြောင်းဖို့လာပြောတယ်ဦးကြီးတို့လည်းကိုအားကိုပြီးရုန်းကန်တက်ရှင်လာခဲ့ကြရတယ်ကောင်းလိုက်တာထေရတာကိုမဲနေတာတော့ကြာပြီ ဦးကျော်စားပြန်မစီရနေတာပါမင်းညံတဲ့ဒါနဲ့တော့စိတ်ကောင်းပါတကယ်လို့တကယ်တော့မကြိုက်ခနဲ့ပါချောင်းခင်ဗျာအမေးစားတို့အလားတော့လာကျေးဇူးတင်ပါတယ်ရာဒီရဲ့ပတ်ရှိတယ်ဒီမှာရှိတာကြအားလုံးနားပိုင်ခင်ဗျာဘာလို့ရှိလဲနားလို့ကျင်တာအတမီးကျွေးတီတာခင်ဗျာစီလူနဲ့တူနေရလေဒီလိုသူ့မဖွက်တာပြောတာသူတို့ဘာမှရှိတယ်ခင်ဗျာမသိဘူးငါယူမရောက်ရအောင်ရောစလည်းကိုကြောက်တာတော့ကြောက်တယ်တီးနေရမချင်ကြောက်တော့ဘယ်မှမသွားနဲ့ဒီမှာရှိကလေးတွေအားလုံးငါကလေးတွေ你给我在这穿的，的哭嘛，我怎么也得，的哭嘛，不要没骗。没在这家里没，没，过来，回去的。မချုံဘူးလက်တီကိုနဂရောရပြီးလို့ရတယ်လက်တီကိုလည်းနဂရောကပြစ်ဖိတ်လို့ရတယ်ဖေးကနင်းကိုလေကိုဘူးလို့ရတယ်ဆိုတာနားမလည်နိုင်ဘူးသူတို့နှစ်ယောက်ကဘယ်လိုများဆက်ဆက်မှုရှိနေပါလဲHa ha ha!
သူ့
တီရီတမီတီရီတမီရဲ့တမီတီရီဘာမှလည်းစဉ်းစားမိတာရှိလားဟမ် သူ့မှာရှိမှတမီးမသိဘူးတမီးတယ်လို့အမရှာပြသွားရင် တီရီဒီရဲ့နေမှာရှိနေတယ်လို့တမီထင်လားဟမ် တမီးတို့ဒီရေကြီးထွက်လို့မရဘူးတမီးတို့ပြန်နေရပဲရောက်နောက်ဆုံးတော့ဒီရေကြီးတွေပဲပြန်ရောက်တာပဲအဲ့ဒီလိုပဲသူ့လေးပြန်လဲသူ့ခန္ဓာကိုယ်နဲ့ဝဝင်းနေနိုင်မှာမဟုတ်ဘူး တမီတီရီရလေတူပုံနဲ့ကစားတာတိတ်တော်လားသူဘယ်နေရာမှာပေါ်ရမလဲဆိုတာသူကောင်းကောင်းသိတယ် အဲ့ဒါဆိုသမီးတည်ပြီဓာတ်ပုံဆရာဖေဖေအဝတ်လက်ကန်းထဲမှာပဲဖြစ်ရမယ် ဟာလားအဲ့ဆိုတော့မင်းတော့ ဒီဗီဒီယိုကအများကြီးတော့မှတ်ထားတယ်တီဗီဒီမှာမရှိတာဘူးထင်တယ် ဒါအထက်ကနေတော့ခတ်ထားတာတမီတီရီ မမေ တမီထဲမှာရှိနေတယ်တမီလေတီရီတမီကိုလာခေါ်ရတယ်တမီတို့သွားရအောင်နော်မေတမီကိုလာခေါ်ရတမီလေ မမေသမီးကိုမချစ်ဘူးမမေသမီးကိုလုံးဝမချစ်ဘူး တမီဘာတွေပြောနေရလဲတမီရဲ့တမီပဲတမီကိုစောင့်နေမမေတို့သွားကြရအောင်နော်တမီနော် မမေသမီးကိုမချစ်တော့ဘူး တမီဘာတွေပြောနေရလဲတမီလေးရဲ့မမေတောင်းမှမှာလေနော်တမီမမေတောင်းမှမှာမမေကိုခွင့်လို့ပေးပါမမေကိုနားလဲပေးပါတမီ ငါတို့ဒီနေ့လုံးဝထွက်လာခဲ့ပါတီဗီ တမီရဲ့မမေကိုနားလဲပေးပါမမေမတမီကိုမမြင်ရတာတမီရဲ့မမေတို့ညောက်ကကပါချာနေရလေနော်တမီနော်တမီကိုနားလဲပေးပါတမီလေး မမေသမီးကိုမချစ်ဘူးမမေသမီးကိုဆုံးပြခဲ့တာမမေတရားချစ်တယ်ဆိုတော့သမီးတွေ့ပြီးပြီမမေသမီးကိုတော့မချစ်ဘူး မမဦးတမီးမမေတမီးကိုလည်းလောက်ဖြစ်တာ မမေသမီးကိုပြစ်ထားတယ်သမီးကိုခဏခဏတိုက်ခေါ်နေရမမေသမီးကိုလုံးဝမချစ်ဘူး မမေမတမီးကိုမမြင်ရတာတမီးနဲ့မမေနဲ့ကပါချားနေတာလေတမီးလေးရဲ့ကျေးဇူးပြုပြီးမမေနဲ့လိုက်ခဲ့ပါနော်မေတောင်းပါပါတမီးတရားမလာနေပြီလာတော့ရအောင်လား သူပြောတာမမေသမီးကိုမုန်းတယ်တဲ့မမေဆိုးတယ်လည်းမချစ်ဘူးဆို တီဗီထွက်ခဲ့တော့တီဗီ တီရီနေငါလည်းပြန်လိုက်ခဲ့ရမယ်နေအဖေနေစောင့်နေတယ်ဒါပဲဖြစ်ငါနေရဲ့အမေ
你玩那乐比为他，你让我对着你撸起来，我是个拿他吗？叫你加了弟弟，哎，你今晚什么年纪不是我那边来看，弟弟，我叫你加了。学生有把路路为把的，那天们把地基当，那天当卡拉的，还没有你看，你没有你嘛看。ဘာလို့လဲ တန်နေမယ်လေ မ
သမီးလေးရေသမီးလေးဝါဝါထိန်ထိန်တီတာလေးတို့အိမ်ဝါလေးနဲ့စောက်တဲ့အိမ်ကိုကိုကြီးတို့အိမ်လိန်နာညာနာဖေးဖေးမကြိုက်ပါသမီးမဟုတ်သမီးအမေမရှိဘူးသမီးကအဖေပဲရှိတယ်သမီးသူ့ကိုပဲချစ်တယ်သူကတဲကျင်လာပြီးတော့သမီးတို့လည်းတိုက်တည်ယူဆိုင်တယ်သမီးကိုရချစ်တယ်ရလည်းသမီးကိုသမီးကအမေမရှိဘူးအဖေတရားတည်းပဲရှိတယ်အမေတို့လည်းမသိဘူးဒီလည်းမသိချင်တော့ရချစ်တယ်ဒီအရေးတရားရတယ်အဖေသမီးတို့ပြေလာပါလားသမီးတို့လည်းပါရပါလေတော့ 你别打你。 သမီးလေး
ဒီခါလေးဟေးမင်းသမီးလေ အဖေဒီမှာဆက်မနေတော့ဘူးလား ဖေဒီမှာဆက်မနေတော့ဘူးသမီးလေးဖေကဒီနေ့မသက်ဆိုင်တော့အဲ့တော့ဖေတော့ သမီးကအဖေကိုလေးစင်းနေသေးတာ သမီးလေးလေဖေဒီမှာမနေတော့ပါဘူးဒါပေမဲ့ဖေရဲ့အချိန်ကဆက်သွားပြီသမီးလေး အဖေဘာဖြစ်လို့အမေဖြစ်ချင်နေရလဲ ဖေလည်းမသိပါဘူးသမီးလေးခါလေးဖေရဲ့စိတ်ကိုဖေထိန်းချုပ်လို့မရနိုင်ပြီးတော့ဖေရဲ့မျိုးကိုတတိယလို့နေပါဦးသမီးအဲ့ဒါလည်းမတွေ့နေတော့နော်ဖေတော့မယ် ဟုတ် လာပါဦးသမီး ဖေလည်းသမီးကိုရမ်းချစ်ပါတယ်သမီးဖေတော့ရနော်